အားလုံးပဲမင်္ဂလာပါတိမ်မွေး channel နဲ့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတိမ်မွေး unboxing လေးတစ်ခုလုပ်ချင်လို့ပါရေမွေးဘူးလဲပါရေမွေးဘူးလဲဆိုတော့ချမ်းချမ်းဒါလေးပါဒီဥစ္စာရဲ့နာမည်က Delina လို့ခေါ်ပါတယ်ဒီနေ့ကဖွင့်ကြည့်ပါမယ်နော် unboxing လုပ်မှာပေါ့ဘူးလေးကဒီလိုလေဟုတ်လားထားလို့မျိုးလေးဖွင့်အိုးရှင်းဟိုမှာဂရီဘာသားလေးပါတယ်ဒါကဟိုစာ 2.5 ounce 75 ml ကိုဒေါ်လာ400နော်ဒေါ်လာ400နဲ့ပေးတော့ဟိုလိုချင်ဘူးလေးကဟိုမှာလှမလှပဲဆွတ်ကြည့်မယ်နော်အော်ဒီလိုအိုးဒီမွေးလေးရလေတလားအနံ့ကကြတော့ floral ရဲ့ဟို fruity ရဲ့အနံ့2မျိုးရောထားလို့မျိုးနဲ့ဒါကကြတော့ဘာနဲ့တူလဲဆိုတော့ floral တဲ့ပန်းစုံပြီးရင်ဟိုစားအသီးထဲမှာဆိုရင်မာလာကာတီနဲ့အနံ့ရောထားဆိုအဲ့လိုမျိုးတူနေတယ်အနံ့ကအဲ့တော့အနံ့လေးနည်းနည်းလေး unique ဖြစ်ပါတယ်အဲ့ unique ဖြစ်တဲ့အနံ့ကိုဒီဥစ္စာကိုဝယ်ရုံနဲ့မကဘူးကွာဟိုဘာလဲသူ့ရဲ့ lotion မှာဝယ်ထားတယ်သူ့ brand ရဲ့ lotionပြီးရင်သူ့နဲ့လိုက်တဲ့ lotion ပေါ့နော်အဲ့ရဝယ်ထားတယ်အဲ့နှစ်ခုကိုတွဲသုံးရင်းနဲ့အဲ့ဟိုဘာလဲအနံ့ကြကြလေးခံနေဆိုလို့အဲ့ဒါဝယ်လိုက်တာကောင်းမကောင်းသလားဖာဒီသွားတာဖြစ်ဖြစ်အပြင်မှာတနေကုန်သွားတာဖြစ်ဖြစ်ငွေချင်းနဲ့ရှောက်လဲမုတ်စာဖြစ်ဖြစ်ဒီအနံ့လေးကတာရှည်ခံတယ်ပေါ့နော်အဲ့လို lotion လေးနဲ့လိမ့်ပြီးတော့ဖြန်းလိုက်ရင်တာရှည်ခံတယ်ပြီးရင်ငွေချင်းတွေနဲ့ဟိုဘာလဲသွားရလဲသူများတွေကဟဲ့ဒီအနံ့လေးကောင်းလိုက်တယ်ဗာအနံ့လေးပါလဲအဲ့လိုမျိုးမေးတယ်ကိုကဒါဝဲပြောတယ်ကဲဒီနေ့ပြောချင်တာကတော့ဒါပါပဲရှင်အားလုံးကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်တတာ